လူရလို့ဖြစ်လာရင်တော့နော်လောကဓာတ်တရားတွေဆိုမတွေ့ဘဲနဲ့မတွေ့ချင်လို့မရဘူးအကောင်းဘက်က၄မျိုးအဆိုးဘက်က၄မျိုးအဲ့ဒါကို၈မျိုးလို့သုံးတာပေါ့နော်ဗမာလိုပြောရင်တော့အတက်နဲ့အကျချမ်းသာနဲ့ဆင်းရဲနော်အကောင်းနဲ့အဆိုးအသွားနဲ့အပြန်အမြဲတမ်းသူကစုံလိုက်အစုံလိုက်လေးတွေရှိတယ်စုံလိုက်လေးရှိတယ်အဲ့တော့အစုံလိုက်လေးရှိတဲ့ဘက်မှာအကောင်းဘက်ကတော့တမင်လို့ယူရတယ်အဆိုးရဲ့သဘာဝကတော့လို့ယူကြမလို့လောကမှာသူတော်ကောင်းနဲ့သူယုံမှာတဲ့နှစ်မျိုးတည်းပဲရှိတယ်သူတော်ကောင်းဖြစ်ဖို့ကြတော့မနေ့ပြုပြင်ပြီးတော့ယူရတယ်သဘာဝအတိုင်းတောင်ကြီးတွေကထွက်လာတဲ့ကြောက်တုံးကြီးပဲနော်အင်မတန်မှတပ်ပဲတဲ့ဗုဒ္ဓရုပ်ပွားတော်ထုကျင်တယ်အသုံးကြတဲ့အယုတ်လေးတွေထုကျင်တယ်ဆိုရင်တမင်လို့ယူရတာဟုတ်တယ်မလားနော်ရေတွေကထွက်လာတာပုံတော်ကြီးတွေထွက်မလာပါဘူးဘယ်ဟာမဆိုပြုပြင်ယူရတယ်အကောင်းအတွက်သွားဖို့အကောင်းနဲ့အဆိုးအတက်နဲ့အကျစဉ်းစားကြည့်လိုက်ပေါ့သဘာဝတရားရဟောဒီမှာပစ္စည်းလေးတစ်ခုကိုအပေါ်မြှောက်လိုက်လို့တက်သွားတာသူနော်အဆင်းကြတော့ဒိုသေးလားဘယ်သူမှဆွဲချနေကြမလို့ဘူးဘောပေါက်တယ်မလားနော်မြောက်သွားဖို့ကြတော့မြှောက်ရတယ်အားဆိုင်ရတယ်အဆင်းရတော့သူကသူဆင်းသူကြလာအဲ့ဒီသဘာဝအတိုင်းပဲအဲ့ဒီသဘာဝတဲ့လူသားတွေရဲ့သဘာဝကအကောင်းတဲ့အဆိုးဆိုရင်အကောင်းတွေကတော့အားဆိုင်ရအဆိုးတွေကတော့အားဆိုင်ကြမလို့ပါဘူးအဲ့ဒါလိုပဲကုသိုလ်နဲ့အကုသိုလ်ပေါ့ကုသိုလ်ဆိုတာအကောင်းကိုပြောတာအကုသိုလ်ဆိုတာအဆိုးကိုပြောတာအကုသိုလ်အတွက်ကတော့ဘာမှအားဆိုင်နေကြမလို့လူတွေရဲ့သဘာဝကိုပါပတမေရမတိမနောတဲ့မကောင်းတဲ့ဘက်ကိုစိတ်ညွတ်တယ်နော်ဒါကြောင့်မို့လို့အကောင်းဆိုတာတော့ရည်စံပဲရည်စံလောရမယ်လောနိုင်တဲ့တော့ရည်စံကိုမတိုးနိုင်ဘူးဟုတ်တယ်မလားနော်အကုသိုလ်မကောင်းတာကတော့အစုံပဲဘာမှလုပ်နေကြမလို့ဘုဒ္ဓထိုင်နေသူကသူမျောသွားမှာပဲပါသွားမှာပဲဟုတ်တယ်မလားနော်ဒါကြောင့်မို့လို့ဆံလန်းဖြစ်တဲ့ကုသိုလ်တရားတွေပေါ့ကုသိုလ်တရားဆိုတာစာလိုပေလိုသုံးတာပါဗမာလိုပြောရင်တော့အကောင်းပေါ့နော်ကာယကံမှု